ဒီနေ့မှာ GED ILA grammar ပိုင်းတစ်ခုဖြစ်တဲ့ homonym အကြောင်းကိုမျှဝေပေးခြင်းပါတယ်ပထမဦးစွာကျွန်တော်တို့ homonym ဆိုတာဘာလဲပေါ့နော် homonym ဆိုတာကအတန်ထွားအဖြစ်ဆင်တူတဲ့စလုံးပေါင်းအပြင်လည်းဆင်တူပြီးတော့အဓိပ္ပာယ်အဖြစ်တော့ကွဲလွဲတဲ့စကားလုံးတွေကို homonym လို့ခေါ်ပါတယ် homonym ရဲ့ဥပမာတွေကိုကြည့်အောင်ပါဒီ slide မှာတော့ homonym ရဲ့အတွေ့အများတဲ့ဥပမာတွေကိုပြထားပါတယ် accept accept affect effect break break desert desert fair fair fold fold ဆိုပြီးတော့ဥပမာလေးတွေပြထားပါတယ်ဒီဥပမာတစ်ခုချင်းစီကိုဥပမာစာကြောင်းတွေနဲ့လေ့လာကြည့်အောင်ပါဒီနေရာမှာဆိုရင် ACCEPT accept ကတော့လက်ခံတဲ့သဘောတူတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီးတော့ EXCEPT accept ကတော့ကျွန်တော်တို့မှားတပါမှားလွဲပြီလို့အဓိပ္ပာယ်ရပါတယ်ဥပမာနဲ့ကြည့်ကြပါ The museum is open daily except Monday တနင်္လာနေ့မှာတပါတနင်္လာနေ့ကလွဲပြီးတော့နေ့တိုင်းပြလိုက်ဖွင့်တယ်နောက်တစ်ခုက I accept full responsibility for the failures of the plan ဒီအစီအစဉ်ချချုံးခြင်းအတွက်တာဝန်အပြည့်အဝကျွန်တော်မှရှိတယ်ဆိုတာကိုလက်ခံတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်ထပ်ဆက်သွားအောင်ပါနောက်တစ်ခုကတော့ AFECT affect နဲ့ EFECT effects ဆိုတဲ့အဓိပ္ပာယ်ပါဒီ lazy sound လေးနဲ့အတန်လေးနဲ့ it တန်လေးနဲ့ကွာပါတယ်ဒီနေရာမှာ AFECT affect ကတော့ verb အနေနဲ့သုံးပါတယ်တက်ရောက်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီးတော့ EFECT effect ကတော့တက်ရောက်မှုဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဥပမာတွေကြည့်ရမှာ both buildings were badly affected by the fires I think I'm suffering from the effects of too little sleep ဒါဆိုတော့ affect နဲ့ AFECT နဲ့ EFECT ရဲ့ကွာဟချက်ကိုနားလည်မယ်လို့ထင်ပါတယ်နောက်တစ်ဆက်သွားကြည့်အောင်ပါနောက်ထပ်ဥပမာကတော့ BREAK 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 ဒီစကားလုံးနှလုံးရဲ့အတန်တက်ကလုံးဝအတူတူပဲဖြစ်ပါတယ်ဒါပေမဲ့အဓိပ္ပာယ်အဖြစ်တော့ BREAK break ဆိုတာကတော့ကျွန်တော်တို့ရင်းနေမှာတစ်ခုခုကိုရန်နာဖို့အတွက်ပေါ့နော်သွားနေတဲ့နှုန်းကိုနှေးသွားဖို့အတွက်သုံးတဲ့ break down တွေဖြစ်ပါတယ်နော် break out တဲ့ကရိယာဖြစ်ပါတယ်ဥပမာအနေနဲ့ the driver suddenly put on his brakes နော်ကားမောင်းတဲ့သူကသူ့ရဲ့ brake တွေကိုရုတ်တရက်နော်နင်းချလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် BREAK brake ကတော့ကျိုးပဲ့တယ်ဖြက်စီးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ပေါ့နော်ဖြက်စီးပစ်တယ်ဥပမာအနေနဲ့ Charles is always breaking things ရှားကဒီပစ္စည်းတွေကိုအမြဲတမ်းခွဲပစ်တယ်ဖြက်စီးပစ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်ထပ်ဆက်သွားကြည့်အောင်ပါနောက်ထပ်ဥပမာကတော့ DESERT desert နဲ့ DESSERT dessert ဆိုတဲ့စကားလုံးနှစ်ခုကိုလေ့လာကြပါမယ်ဒီစကားလုံးကိုတော့ကျွန်တော်အချိန်ယူပြီးတော့ကျွန်တော်ပြောပြပေးပါမယ်ပထမဦးစွာ DESERT desert မှာကျွန်တော်တို့ noun အနေနဲ့သုံးတာရော verb အနေနဲ့ရောသုံးလို့ရပါတယ်။ဒါဆိုရင် noun အနေနဲ့သုံးမယ်ဆိုတော့ desert နော် desert ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အတန်ထွက်ဖြစ်ပါတယ်။ desert ဆိုတဲ့စကားလုံးရဲ့ဒီ DESERT ကိုကျွန်တော်တို့ noun အနေနဲ့သူ့ရဲ့အတန်ထွက်အပြင် desert ပေါ့နော်။ခါကတော့သဲကံနေရဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။သူ့ကို verb အနေနဲ့သုံးမယ်ဆိုရင်သူ့ရဲ့အတန်ထွက်ကမတူတော့ပါဘူး။ desert ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။အဓိပ္ပာယ်ကတော့တူးကိုမျှော်လင့်ချက်မဲ့စွာထားခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့စစ်သားတွေအနေနဲ့ပေါ့နော်ဒီသူရဲ့စစ်တပ်ကနေပြီးခွင့်ပြုချက်မရဘဲထွက်ခွာသွားတာကိုလည်း desert ဆိုတဲ့စကားလုံးနဲ့သုံးလို့ရပါတယ်။ဒီကတော့ DESERT desert ပါ။ဥပမာတွေကြည့်အောင်ပါ They were lost in the desert for 9 days နောက်တစ်ခုကthey deserted his wife and family for another woman เนาะအခြားသောအမျိုးသမီးတစ်ယောက်အတွက်နဲ့သူ့ရဲ့အခုလက်ရှိเนาะမိန်းမရောနဲ့မိသားစုကိုသူထားခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ခုကကြတော့ DESSERT desert ပါဒါကတော့ဆရာတို့အစောဆုံးက DESERT ရဲ့ verb နဲ့ verb ရဲ့အတန်ထွက်နဲ့တူပါတယ်ဒါမဲ့ဒီနေရာမှာတော့အတန်ထွက်တူပေမဲ့စလုံးပေါင်းလဲဒီမှာ s ကနှလုံးဖြစ်သွားတယ်အဓိပ္ပာယ်အဖြစ်လဲကွဲလွဲပါတယ်ဒီ desert ကကြတော့ကျွန်တော်တို့အရှို့ဝဲเนาะအရှို့တဲဖို့အစားအစာလေးပြောတာဖြစ်ပါတယ်မြန်မာလိုတော့ကျွန်တော်အရှို့ဝဲလို့ပြောလို့ရပါတယ် He had apple pie with ice cream
for dessert ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီညမှာတော့သူရှိုးဝဲအနေနဲ့ဒီ apple pie နဲ့ ice cream ပေါ့နော် ice cream နဲ့ apple pie ကိုသူစားခဲ့ရဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒါကတော့ DESSERT dessert ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ဆက်သွားကြည့်တဲ့အခါမှာဒီညမှာလဲ FAI နဲ့ FAI ကအတန်ထွက်အဖြစ်တော့အတူတူပါပဲ fair လို့ထွက်ပါတယ်ပေါ့နော်ဥပမာကြီးကြည့်မယ်ဆိုရင် train fares are going up again ဒီညမှာ FARES เนาะ fares ဆိုတာကတော့ကျွန်တော်တို့ငွေကြေးပေါ့เนาะဥပမာဆိုဒါကဒီယထာကပေါ့ဒီညမှာယထာစီးဖို့အတွက်ပေးရတဲ့ငွေကြေးကိုပြောတာဖြစ်ပါတယ်နောက်ကကျ it's not fair to blame me for everything ပေါ့ဒီညမှာတော့ကျွန်တော်တို့ fair ဆိုတာတော့မျှတတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ရာတိုင်းတွေငါ့ကိုအပြစ်တင်နေဆိုတာဒါဒီညမှာ not fair ဆိုမျှတဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဒီစကားလုံးတစ်ခုကလည်းပဲအတန်တော်အဖြစ်တော့လုံးဝဆင်တူပါတယ်လုံးဝတူပါတယ်ဒါပေမဲ့အဓိပ္ပာယ်အဖြစ်တော့ကွဲလဲပါတယ်။နောက်ဆုံးဥပမာတစ်ခုအနေနဲ့ကျွန်တော်တို့ FORTH food နဲ့ FOURT food ဆိုတဲ့စကားလုံးတွေပါ။ဒီစကားလုံးနှလုံးကလည်းအတန်တော်အဖြစ်လုံးဝအတူတူပါပဲ။ဒါပေမဲ့အဓိပ္ပာယ်အဖြစ်တော့ကွဲပါတယ်။ FORT food ဆိုတာကတော့ကျွန်တော်တို့ရှေ့သို့ဆိုတဲ့ preposition တွေနဲ့သုံးပြီးတော့ FOURT food ကတော့ကျွန်တော်တို့ဥပမာနဲ့ adjective ပေါ့နော်၄ချိန်မြောက်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးပါတယ်ဥပမာအနေနဲ့ let's go for နော်ရှေ့ဆက်သွားကြလို့ it is our fourth trip in 3 days 3ရက်ပဲရှိသေးတယ်ဒါငါတို့၄ချိန်မြောက်ခီးထွက်တာပဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ GED IL လေးမှာပါတဲ့ homonym ဆိုတာဘာလဲပေါ့နော် homonym တွေရဲ့ဥပမာတွေကိုတိုင်းတာတစ်ခုထိနားလည်မယ်လို့ညွှန်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်